သွားတာဒီမှာနော်ကျွန်တော်တို့ရဲ့ခရီးစဉ်ပါကမတော့ဘူးနော်ကံဝင်သွားနေတာဖြစ်ပါတယ်ခင်ဗျာကံတော့ရောက်ပါပြီဒါကျွန်တော်တို့များမဲ့ကံဖြစ်ပါတယ်ဒါအနေထားပေါ့နော်ကံရဲ့အနေထားတစ်ချက်ပေါ့နော်ရှုကြည့်ဒါဒီလိုဟိုမှာရှိရယ်ပတ်မြောင်းကြီးကဘာငါးလေးရမလဲဆက်ကြည့်ကြမယ်အစာနေရာလေးတစ်ချက်ရှိပါမလားအစာကဘာလဲဆိုတော့ထမင်းဒီမှာထမင်းရယ်ဖွဲနုရယ်ဒါပဲဒါဒီကံကျွန်တော်တို့ဖွဲနုတွေနဲ့ထမင်းနဲ့များထားပြီးသားဆိုတော့အစာအကျင့်ဖြစ်နေပြီပေါ့နော်ဒါကျွန်တော်တို့ကံပဲဆိုတော့ငါအပြင်းပြေလာများတာပေါ့ဟင်းသားမရှိလာများတယ်အပြင်းပြေလာများတယ်ဒီသဘောဆိုတော့အစာကမစီးသေးဘူးဒီမှာဒီဘယ်လိုမှမစီးသေးဘူးမစီးသေးလဲကျွန်တော်တို့အပြော့အနေထားနဲ့ညားမှာနော်ပထမတစ်လုံးပြစ်ပြီးတော့မှနောက်တစ်ခါဒါလေးကိုတစ်ခါပြန်ပြီးစီးအောင်နေမယ်ဆိုတော့ဒီမှာကတော့ဒီအစာကိုရင်းနေပြီဆိုတော့ဘလိုပဲပြစ်ပေါ့နော်ကိုက်နေပြီဆိုတော့ရိုက်ပြီလားရိုက်ဟောရိုက်ပြီမချိတ်နေပါနော်ချိတ်တာပါလိုင်းပေါ်ကဆရာကြီးလောကကျွမ်းမှာပေါ့နော်တင်ပြတဲ့အတိုင်းဒီလိုဖြစ်ဟုတ်ကဲ့ပိတ်လိုက်တော့ရပြီရိုက်နေပြစ်ပြီဝတိမကြတော့နော်ရိုက်ပိတ်လိုက်တော့ဒါကိုနီးကိုဟန်ပဲဘာမှမပေါ့ဒီတိုင်းပဲအမှကျိုးကဆွဲပြီးဆိုရင်ကျွန်တော်တို့ဒါတင်လိုက်ရုံပဲပေါ့နော်ငါအရန်မကြည့်ဘူးဗျဒီကံငါအရန်မကြည့်တဲ့ခါကျတော့ကျွန်တော်တို့ဘာထောက်တွေတိုင်နေဘာမှမလုံးဒီတိုင်းပဲချတာမကြည့်ဆရာကြီးဆွဲရင်ဆွဲဆွဲရာအဲ့ကောင်အဲ့ဒါဇလားဘီယာဗျာဒီကံမှာဇလားဘီယာပေါ်တယ်အဲ့လိုဆွဲရဇလားဘီယာရမှာအဲ့လိုကျိုးကဒီဘက်ကိုငါဒီဘက်ကိုဆွဲလာတော့ကျိုးကပြော့သွားတကောင်တော့ကျင်းနေရနေပရမဦးဆုံးတော့ဇလားဘီယာပေါ်ဗျာဒီမှာအသာတော့မကုန်ဒါဒီလိုစိုက်ရတော့ဒီမှာပေါ်တယ်ကျွန်တော်လိုချင်တဲ့အကြီးစိုက်တွေရတခါရမရန်ကမှရတဲ့ဇလားဘီယာအကြီးတို့စန်နီပေါ့ငငနဲ့ဖြန်ငါးဘက်စန်နီအကြီးတို့ကရမရန်ကမှရက်တတ်ပါတယ်ခင်ဗျာစောစောတော့အစာနေထားကမှဒီတစ်ဖက်စားသွားတာတစ်ဖက်ဒီအစာဒီဟိုကပုံးချိတ်ကအဖြစ်ပြတဲ့တရုတ်ပုံးချိတ်မကောင်းကျွန်တော်တို့လိုင်းမုံကနေဝယ်တဲ့ဟမ်မိတ်တွေကကောင်းတယ်ဒီကောင်ကကြတော့ဒါလောလောဆယ်ကအဲ့ဟမ်မိတ်ထဲမှာအဲ့ကျွန်တော်ဟမ်မိတ်ထဲမှာပေါ့နော်ဝယ်တာကနည်းနည်းငမားချိတ်ကကြီးတော့ဒီကန်တွေကမကိုက်အသေးအဲ့ဒါအသေးမှာဒါဆိုင်ကနေဝယ်လိုက်တဲ့တရုတ်ဟာအသေးလေးနဲ့ဒိတ်အသေးလေးရှာပြီးတော့ဝယ်တယ်မှာတော့ငါးသေးပေါ်တော့ဒါနဲ့အဆင်ပြေတယ်တစ်ဖက်ကိုစားသွားတာဒါချက်ချင်းချိတ်ပေါက်သွားအဆင်ပြေတာပေါ့အစားမကုံတော့ချိတ်မြုပ်ပြီးပြန်ပြစ်မယ်နော်โอเคဒီမနေ့ရဲ့ပုံးချိတ်မှာမိတဲ့ဒါဟိုဟာစန်နီလေးတစ်ကောင်အသေးပါနော်ဒါစန်နီနောက်တစ်ကောင်ပါပုံးချိတ်နေပဲဒီကောင်ကဇလားဘီယာလေးနောက်တစ်ကောင်ဒါလက်ထုံဒီလိုမျိုးလာမှာဒီမျိုးလက်ထုံဆော်သွားပြစ်ပြပိုက်လက်ထုံဘာကောင်းလဲစန်နီတယ်စန်နီတကောင်နည်းနည်းသေးတယ်ဗောတကောင်ရှိုင်းမှာနည်းနည်းသေးပါဘယ်နဲ့ပြုတ်လားဆွဲချင်းလက်ထုံပြုတ်သွားပြီလက်ထုံနဲ့မိတဲ့ကောင်ပြုတ်သွားပါတယ်ဒါတဲ့တုံးစုံနဲ့ဆိုဇလားဘီယာပဲပါလားပါတယ်ဇလားဘီယာလေးပဲလာဘီယာလေးနည်းတော့ကြည့်လာဘီယာတွတ်တယ်ဇလားဘီယာတွတ်တယ်ဆိုတာငါခေါ်ပါလားဆိုတော့မပါသေးဘူးထင်တယ်ကျိုးဒီပဲရော့သွားနော်ကျိုးဒီပဲရော့တွေ့ရကျိုးဒီပဲတွေ့ပါအဲ့ဒါဆိုရင်အဲ့ငါဒီဘက်ကိုကူးလာတာပေါ့ဇလားဘီယာပဲနေမှာပါလားဘိုင်းငါးယူစန်နီပဲစန်နီပဲ